အားလုံးပဲမောင်ရဲ့ handmade channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီအပတ်တွေထဲမှာနေမကောင်းအကြာကြီးဖြစ်သွားတာဆိုတော့ဗီဒီယိုတွေမတင်ဖြစ်ဘူးပေါ့နော်အဲ့ဒါနဲ့ပဲအခုဗီဒီယိုမှာပြထားတဲ့ဒီ makeup box လေးကို tutorial ပေးသွားမှာဖြစ်ပါရဲ့နော်အခုပြထားတဲ့အပြာလေးကကြတော့မောင်တို့ကအရင်ဗီဒီယိုတင်ခန်းစာမှာတင်ပေးထားတဲ့ makeup box ကိုလုပ်တဲ့ရုံနဲ့သူ့ကိုလုပ်တတ်ပြီပေါ့နော်သူကကြတော့အဲ့ဒီ makeup box လုပ်တဲ့ပုံစံကိုပဲပုံစံနည်းနည်းလေးချိန်ပြီးတော့လုပ်လိုက်ရင်ပဲဒီလိုမျိုး makeup box တွေရပါပြီပေါ့နော်ဒီဟာလေးကကြတော့နည်းနည်းခက်တယ်ပေါ့နော်ဒီဟာလေးကိုကြတော့နောက်ဗီဒီယိုမှာ tutorial ပေးမှာဖြစ်လို့မောင်ရဲ့အခု free channel ကိုလည်း follow လုပ်ထားဖို့မမေ့ကြနဲ့နော်ဒီဟာလေးကကြတော့ပို့ပြီးတော့ detail ကြတယ်ပေါ့နော်သူ့ရဲ့အထဲမှာပါတဲ့accessory တွေအိတ်သေးလေးတွေပြီးတော့ fabric ကိုဘယ်လိုသုံးရလဲဆိုတာလည်းနည်းနည်းရှုပ်တဲ့အတွက်ကြောင့်ပို့ပြီးတော့လွယ်ကူတဲ့ဟာဖြစ်တဲ့ဒီ site အချီကိုအရင်တင်ပေးမှာဖြစ်ပါရဲ့ရှင့်ပထမဗီဒီယိုမှာတင်ဘူးခဲ့တဲ့ makeup box ကိုလိုက်လုပ်ထားတဲ့လူဆိုရင်တော့ဒီဟာကအရန်လွယ်တဲ့သင်ခန်းစာဖြစ်မှာပေါ့နော်အဲ့ဒါဆိုရင်မောင်တို့စလိုက်ကြရအောင်ပထမဆုံးလိုအပ်တာကတော့ထုံးစံအတိုင်းပဲပေါ့နော် fabric ကအထည်နဲ့ပြင်နှစ်ဆရယ်ပြီးရင်တော့ဖော့ချက်လေးလိုမယ်ပေါ့နော်ဖော့ချက်နဲ့ fabric တွဲချိုးတဲ့ပုံကိုကြတော့မောင်ကဒီတေးကြပြောမနေတော့ဘူးနော်အရှိဗီဒီယိုတင်ခန်းစာမှာလည်းထက်ခါပြောခဲ့ပြီးပြီဆိုတော့ဒီအခြေအနေလေးပဲရအောင်အရင်လုပ်လိုက်ကြပေါ့နော်ပြီးရင်တော့အခုပြထားတဲ့ပုံစံအတိုင်းကိုတစ်ထက်တည်းတစ်ထည့်ရတယ်ရပါပြီဆိုလို့ရှိရင်တော့မောင်တို့ကစစ်တက်လို့ရပါပြီရှင့်မောင်ကြတော့ makeup box ရဲ့ size ကဘယ်လောက်သုံးထားလဲဆိုတော့ left side ကိုသုံးထားတာဖြစ်ပါရဲ့နော် left side ကကြတော့41 cm နဲ့33 cm ရှိရပေါ့နော်တကယ်လို့အတိုင်းမလုပ်ချင်နေဆိုရင်အခုပြောပြတဲ့ size အတိုင်းကိုသုံးပြီးတော့ကိုယ်သဘောကျတဲ့ပုံစံရှိရင်လည်းသဘောကျတဲ့ပုံစံအတိုင်းကိုသုံးလို့ရပါရဲ့ရှင့်စစ်ကိုအခုပြရတဲ့ပုံစံအတိုင်းပဲမှုတ်ပြီးတော့ထားမယ်ပြီးတော့ fabric ရဲ့အလှဘက်နှစ်ဖက်ကိုမျက်နှာချင်းဆိုင်ထားပြီးတော့မောင်တို့ကဒီမျိုးချုပ်ထည့်သွားမယ်ပေါ့နော်အခုပြထားတဲ့ပုံစံအတိုင်းစစ်ကိုတီးတက်ချုပ်ပြီးမှ fabric ကိုအပေါ်ကထပ်ပြီးတော့ချုပ်လို့လည်းရတယ်တကယ်လို့ကိုကထိန်းနိုင်တယ်လို့ဆိုလို့ရှိရင်တော့စစ်ရဲ့အထက်ကနေ fabric ရဲ့ကိုတခါတည်းတွဲပြီးတော့လည်းချုပ်သွားလို့ရတယ်ပေါ့နော်ဒါကြတော့မှပြောပြနေကြအတိုင်းဆိုတော့ကိုအားတန်တဲ့ဘက်ကိုလည်းလောက်ကြပါရှင့်မောင်တို့ကတွဲချုပ်ပြီးတဲ့အချိန်နဲ့ရောက်သွားပြီဆိုလို့ရှိရင်တော့လုံနေကြထုံးစံအတိုင်းပဲစစ်ရဲ့ဘေးနာကိုတကြောင်ဖိမယ်ပေါ့နော်ဒါကဘာတက်လဲဆိုတာပြောနေကြပဲတကယ်လို့စစ်အပိတ်ဖွင့်လို့တဲ့ခါကျရင်ပိတ်စတွေမခိုက်နေအောင်လို့မောင်တို့ကဆက်နဲ့တကြောင်ထပ်ဖိတယ်ပေါ့နော်ဒါပြီးရင်တော့ဟိုတစ်ဖက်ကိုလည်းဒီလိုမျိုးလုပ်မယ်ပြီးရင်တော့မောင်တို့ကစစ်ကောင်းတက်မယ်ပေါ့နော်makeup box တင်ခန်းစာမှာလည်းတကယ်ကိုဒီတေးကြပြောပြထားပြီးပြီဆိုတော့ဒီမှာကျတော့အစိတွေကိုကြော်ပြီးတော့ပြောပါမယ်နော်နှစ်ဖက်လုံးကိုချုပ်လုပ်ပြီးသွားပြီဆိုရင်တော့မောင်တို့ကဒီအခြေအနေလေးရသွားပြီပေါ့နော်ဒီအခြေအနေရသွားပြီဆိုလို့ရှိရင်တော့စစ်ကိုထုံးစံအတိုင်းမောင်တို့က makeup box မှာဆိုရင်အလဲတက်မှာထားရပေါ့နော်ဒီဟာကျတော့အလဲတက်မှာမဟုတ်ပဲနဲ့စစ်ကိုနည်းနည်းဘေးဘက်ရောက်တဲ့နေရာမှာထားမယ်အခုမောင်ပြထားတဲ့ပုံစံအတိုင်းပဲမောင်ကျတော့အပေါ်ကို6 cm ယူထားတယ်ပေါ့နော်6 cm ညီလေးမှတ်ထားပြီးတော့ဘေးနှစ်ဖက်ကိုချုပ်ပိတ်မယ်ပေါ့နော်တကယ်လို့ကိုကဒီတိုင်းမှတ်လို့မနိုင်ဘူးဆိုလို့ရှိရင်တော့ပြန်နဲ့ဖြစ်ကလစ်နဲ့ဖြစ်ညှက်ပြီးတော့မှတ်ထားလို့ရရနော်6 cm 9 cm ယူလို့ရရနော်ဒါတွေကကျတော့ပြီးရင်တော့ဒီလိုမျိုးဟာနေတဲ့ဘေးနှစ်ဖက်ကိုဆက်နဲ့တစ်ချောင်းဖိချုပ်လိုက်ပါမယ်နော်ဒါကြတော့ 1cm လည်းဖိလို့ရတယ်လို့ကိုလိုချင်တဲ့အကျယ်ကိုလည်းမှန်းဆပြီးတော့ဖိလို့ရပါရဲ့ရှင့်မောင်တို့ကနှစ်ဖက်လုံးချုပ်ပိတ်ပြီးသွားပြီဆိုရင်တော့ဒီချင်နေလေးရရပေါ့နော်တကယ်တော့ဒါ makeup box မှာဆိုရင်မောင်တို့ကလှန်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးချုပ်ကြောင်ကပေါ်မနေပဲနဲ့အထဲဘက်မှာဝင်နေမှာပေါ့နော်ဒါကြတော့ဒီတိုင်းပေါ်နေမှာဖြစ်တဲ့အတွက်ဒီတိုင်းထားလို့မရဘူးအိတ်ကရုပ်ဆိုတဲ့အကြောင်းအကွတ်လေးကိုရမယ်ပေါ့နော်အကွတ်တဲ့အခါမှာအခုလိုပြထားတဲ့အတိုင်းပိတ်စာကဒီလိုမျိုးသူ့ရဲ့အရှိတိုင်းကိုနှစ်ဆလိုမယ်ပေါ့နော်အင်းချုံနေကြသူတွေကကြတော့ဒီကွတ်တဲ့အပိုင်းမှာ okay ပြင်မဲ့တကယ်လို့ဒီအိတ်ကိုစ try တဲ့လူတွေကကြတော့ခက်မယ်ပေါ့နော်အဲဆိုရင်အခုမှပြထားတဲ့နေ့တိုင်းပဲဒီကွတ်မဲ့ fabric ကိုတဝက်ခောက်လိုက်မယ်တဝက်ခောက်ပြီးတော့ဆက်နဲ့တစ်ကြောင်ဖိမယ်
ဖိလို့ပြီးသွားရင်တော့ဟိုဘက်ကိုလှန်ပြီးတော့ fabric ကိုဟိုဘက်ခောက်ပြီးတော့ပြန်ချုပ်ပိတ်လိုက်ရင်တော့ဒီလိုမျိုးအနားရှုပ်ပွားနေတဲ့နေရာလေးကိုကိုနဲ့ကိုတာပြီးသွားပြီပေါ့နော်ဒီနေရာလေးကကြတော့တကယ်ကိုချစ်ချစ်လေးလေးမှလှဆိုတော့အခုမှပြထားတဲ့ပုံစံအတိုင်းပဲစမ်းလုပ်ကြည့်ကြပါတော့အဲ့ဒါဆိုရင်တကယ်ကိုချစ်ချစ်လေးလေးနဲ့လှတဲ့ပုံစံလေးထွက်လာပါမယ်နော်တကယ်လို့ကိုရဲ့ဒီ favorite လောက်ထားတဲ့အကုတ်ကြိုကသေးနေတယ်ဆိုရင်ပြန်မဖြုတ်နဲ့အခုမှပြထားသလိုမျိုးနည်းနည်းစီညှက်ထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ညှက်ထုတ်တဲ့အခါမှာကျတော့ချုပ်ချောင်းပါသွားဖို့ရေးကြည့်ရပေါ့နော်ပါသွားတယ်ဆိုလို့ရှိရင်တော့ပြန်ပြီးဖြုတ်ရမယ်ပို့ပြီးတော့အလုပ်ရှုပ်မယ်ပေါ့နော်ဒီလိုမျိုးကိုမောင်တို့ကဟိုဘက်ရောဒီဘက်ရောနှစ်ဖက်လုံးကုတ်မယ်ပေါ့နော်မောင်ပြထားတဲ့ပုံစံတိုင်းအတိအကျယူမယ်ဆိုဒီလိုမျိုးအကုတ်ကကြစ်ကြစ်လေးလေးနဲ့လှလှလေးထွက်လာမယ်ပေါ့နော်ကျန်တဲ့ဘက်မှာရောမောင်တို့ကဒီလိုမျိုးကုတ်လိုက်ပြီးပြီဆိုရင်အပေါက်ဖောက်လို့ရရပေါ့နော်လုံးနေကြမိတ်ကပ်ပေါက်ပုံစံအတိုင်းပဲအပေါက်ကို၄ဘက်လုံးဖောက်မယ်ဘယ်လောက်ဖောက်မလဲဆိုတော့ 4cmc ဖောက်မယ်ပေါ့နော်အခုမောင်မြင်းဆွဲပြထားတဲ့ပုံစံအတိုင်းပဲ၄ဘက်လုံးကို 4cmc ဖောက်မယ်ပေါ့နော်ဖောက်ပြီးသွားတာနဲ့မောင်တို့ကမိတ်ကပ်ပေါက်လိုမျိုးတခါတည်းချုပ်ပိတ်ပြီးတော့လုပ်လို့မရဘူးပေါ့နော်ချုပ်ပိတ်တဲ့အခါမှာလည်းမိတ်ကပ်ပေါက်ရဲ့နီလန်တိုင်းဟိုဘက်လှန်ဒီဘက်လှန်အဲ့လိုမျိုးချုပ်ပိတ်တဲ့နီကိုတုံးလို့မရဘူးပေါ့နော်ခုနကလိုမျိုးအကုတ်ကြိုးနဲ့ကုတ်တဲ့နီကိုပဲမောင်တို့ကတုံးရမယ်တကယ်လို့မိတ်ကပ်ပေါက်တိုင်းပဲလုပ်လို့မရဘူးလားဆိုလို့ရှိရင်တော့လုပ်လို့ရတယ်ဒါပေမဲ့သူ့ site ကနည်းနည်းသေးသွားမယ်ပေါ့နော်တကယ်လို့ site မသေးချင်တော့ကိုယ့်ရဲ့ညံကိုပဲနည်းနည်းတုံးလိုက်ရင်တော့ဒီ site တိုင်းထွက်လာမယ်တကယ်လို့ဟိုဘက်လှန်ဒီဘက်လှန်အတိုင်းလုပ်မယ်ဆိုလို့ရှိရင်တော့လိုချင်တဲ့ site ကိုမရပဲနဲ့အဲ့လိုချင်တဲ့ site ထက်ကိုနည်းနည်းသေးတဲ့ site ပဲရမယ်ပေါ့နော်အားအကြောင်းမလို့ကဒီလိုမျိုးမလှဘက်ကိုချုပ်ပိတ်ပြီးတော့အကုတ်ကြိုတုံးတဲ့နည်းကိုပဲတုံးရမှာဖြစ်ပါရဲ့ရှင့်အခုမောင်ပြထားတဲ့ဟာကြတော့ချုပ်ပိတ်ပြီးသွားပြီးတော့အကုတ်ကြိုကိုတုံးတဲ့အစစ်လေးပေါ့နော်ဒီလိုမျိုးလေးဘက်ကိုပိတ်တဲ့နေရာမှာအကုတ်ကြိုကဒီလိုမျိုးပို့ပြီးတုံးရမယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးကုတ်ပြီးတာနဲ့မောင်တို့အိတ်ကပြီးသွားပြီဆိုတော့ဒီတိုင်းလှုပ်ထားမယ်ဆိုလို့ရှိရင်တော့အမွှေးကပွပွားကြီးကြံခဲမှာဆိုတော့အစင်မပြေဘူးပေါ့နော်အားကြောင့်မောင်တို့ကခောက်စာချံဖို့အတွက်အကုတ်ကြိုးကိုပို့ပြီးတော့တုံးတာဖြစ်ပါရဲ့ရှင့်ဒါဆိုရင်ကိုစိတ်တိုင်းကြမဲ့အရှိကိုဖြတ်ထုတ်ပြီးတော့မောင်တို့ကဒီထိတ်နှစ်ဖက်ကိုခောက်ဖို့အတွက်ဆိုရင်ဒီလိုမျိုး fabric ကိုနည်းနည်းပို့ပြီးတော့ခြံထားရမယ်နော်အဲ့ပြီးတော့ခောက်ချမယ်ခောက်ချပြီးတော့ဆက်နဲ့ချုပ်တဲ့အခါမှာတခါတည်းချုပ်ပိတ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ထိတ်မှာလည်းအမွှေးတွေပွားနေတာတွေဘာတွေမဖြစ်တော့ဘဲနဲ့တက်တက်ရရက်ကြည်ကြည်လေးလေးနဲ့လေးဘက်လုံးထွက်လာမှာဖြစ်ပါတယ်အခုပြထားတဲ့ဗီဒီယိုတိုင်းပဲတေးတေးချာလေးလိုက်လုပ်ကြည့်ပါနော်ဒီလိုမျိုးတေးချာလေးခောက်ကြည်ကြည်လေးလေးထွက်လာမယ်ဆိုရင်ကိုအိတ်ကလည်းအရန်ကိုလှပြီးတော့တက်တက်ရရက်ဖြစ်နေမှာပေါ့နော်ဒီခုကတော့ကျိုးလေးပေါ့နော်ကျိုးကကြတော့မောင်ကအရှိကို30 cm သုံးထားတယ်ပြီးတော့အလျားကိုကြတော့10 cm သုံးထားတယ်ပေါ့နော်ဒီဟာကိုမောင်တို့ကမီးပူနဲ့လေကောက်ခောက်ပြီးသားအခြေအနေကိုမောင်ပြထားတာဖြစ်ပါရဲ့ရှင့်ဒီဖော့ချက်လေးကကြတော့ 2.5 cm နဲ့အရှိကကြတော့30 cm ပေါ့နော်သူကဒီ fabric ရဲ့ကြားမှာထည့်ထားမှာဆိုတော့ fabric ကမမတောက်နဲ့လှလှလေးဖြစ်နေရအောင်လို့တကယ်လို့ကိုကဖော့ချက်ထည့်ရတာမကြိုက်ဘူးဆိုရင်လည်းမထည့်ဘဲနဲ့နေလို့ရတယ်ပေါ့နော်ဒီလက်ဆွဲကြိုးလေးရောလုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့မောင်တို့ကဒီဆေးရဲ့အပေါ်ဘက်ခြမ်းမှာတက်ထည့်မယ်ပေါ့နော်ဘယ်နေရာမှာလဲဆိုတော့မောင်တို့က4 cm ချုပ်ထားတဲ့နေရာရဲ့အပေါ်ဘက်ခြမ်းတစ်ခုကိုကြိုးအထက်ကနေရှို့ထည့်မှာဖြစ်ပါရဲ့ရှင့်တကယ်လို့ကိုကခက်မှန်မတက်ဘူးခက်မှန်ရင်မှားမှာဆိုလို့ဆိုရင်ကိုကမှင်နဲ့တေးတေးချာလေးမှတ်မယ်ပြီးတော့ပင်အပြဖြစ်ကလစ်ဖြစ်တေးတေးချာလေးညှက်ပြီးမှဆက်နဲ့ဖိချုပ်မယ်ပေါ့နော်အဲဆိုရင်လုံးဝကိုအတဲ့အတိုင်းထွက်လာမှာဖြစ်ပါရဲ့ရှင့်ချုပ်ပိတ်တဲ့အခါမှာဒီလိုမျိုးလက်ဆွဲကြိုးကိုရောတစ်ခါတည်းချုပ်ထည့်ရမယ်ပေါ့နော်အားဆိုရင်အခုလက်ဆွဲကြိုးလည်းရပြီးချုပ်ပိတ်လည်းပြီးသွားပြီဆိုရင်တော့ fabric နဲ့အကုတ်ကုတ်မယ်ပေါ့နော်အကုတ်ကိုလည်းခုနကပြောထားတဲ့ပုံစံအတိုင်းပဲတက်ရက်လေးကုတ်မယ်ပြီးသွားပြီဆိုရင်တော့အိတ်လေးကပြီးသွားပါပြီရှင့်
တကယ်လို့ကိုကတစိမ့်ရှိရတစိမ့်တက်ချင်တယ်ဆိုလို့ရှိရင်တော့မောင်ဒီအရှိနားမှာပဲတစိမ့်လေးတက်လိုက်တယ်ပေါ့နော်တကယ်လို့အရှိမတစိမ့်တက်ရတာမကြိုက်တဲ့လူဆိုရင်လည်းဘေးနားမှာတစိမ့်တက်လို့ရတယ်ပေါ့နော်မောင်ကျတော့အရှိနားမှာပဲကြိုက်လို့အရှိမှာပဲတက်လိုက်တာဖြစ်ပါတယ်နော်ပြီးရင်တော့အဓိကကတော့မီးဘူးပေါ့နော်မောင်တို့ကဘယ်အိတ်မဆိုဘာအိတ်ပဲလုံးမီးဘူးတိုက်ဖို့တအားလိုပါရဲ့ရှင့်ဒီလိုမျိုးထောင်းနေရမှာထောက်ကြကြဖြစ်အောင်မီးဘူးနဲ့တိုက်မယ်ပြီးတော့ကိုကမှင်နဲ့ဆွဲထားတာရှိရင်မီးဘူးနဲ့တိုက်ပြီးတော့ဖြောက်မယ်ပေါ့နော်အောက်ဘက်ရောအပေါ်ဘက်ရောကိုတောက်လိုချင်တဲ့နေရာမှာမီးဘူးနဲ့တည်ချာတောက်ကလေးဖြစ်အောင်တေချာလေးဖိပြီးတော့တိုက်ရမယ်အဲဆိုရင်ထွက်လာတဲ့အိတ်လေးကလှလှလေးထွက်လာပါမယ်နော်အဲ့ဆိုရင်မောင်တို့ရဲ့အိတ်လေးကပြီးသွားပါပြီရှင့်ဒီအိတ်လေးကိုကြာတော့နောက်ထပ်ဗီဒီယိုသင်ခန်းစာတစ်ခုမှာထပ်တင်ပေးသွားမှာဖြစ်လို့တကယ်လို့လုတ်တက်ချင်တယ်ဆိုလို့ရှိရင်တော့မောင်ရဲ့ channel ကို follow လုပ်ထားဖို့မမေ့ကြနဲ့နော်ဒီဟာလေးကကြာတော့နည်းနည်းဒီလေးကြာပြီးတော့နည်းနည်းခက်တဲ့ဘက်သွားလို့နောက်ဗီဒီယိုသင်ခန်းစာမှာပဲထည့်ထားတယ်ဒီအပြာလေးကကြတော့လွယ်တယ်ပေါ့နော်မိတ်ကပ်ပေါက်ရဲ့နီလန်းတိုင်းပုံစံတိုင်းပဲသွားတာဆိုတော့ဒီအပြာလေးကိုအရင်တင်ပေးဖြစ်တာပေါ့နော်ဒီအပြာလေးကလည်းသူ့ဟာနဲ့သူလှတယ်ပေါ့နော်သူ့ဟာနဲ့သူချစ်စရာလေးအရန်လွယ်တာမလို့လိုက်လို့ကြည့်ကြပေါ့နော်အဲဆိုရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်အားလုံးဘိုင်ဘိုင်ပါ